အားလုံးပဲမင်္ဂလာပါရှင်ဆရာမတော့အချမ်းမြင်ဆရာမလေးအားမွေဖြစ်ပါတယ်ဒီနေ့ကဘာလာပြောပြတယ်လဲဆိုရင်အိမ်သာသားသမီးများအတွက်၄လပိုင်းစာအတွက်ကိုလာရောက်ပြီးခေါ်ဆလန်းတင်ပေးတာဖြစ်ပါတယ်ရှင်ကဲအဲ့တော့ဆရာမလေးကိုအသေးလေးတွေပေးလိုက်and share လေးတွေလုပ်ပြီးတော့အရာတွေကလေးတွေပါအကုန်လုံးဆရာမအသေးစိတ်ကိုထည့်သွားပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့အသေးလေးတွေပေးလိုက်and share လေးတွေလုပ်သွားပေးပါလို့မြတ်တာရက်ခံချင်ပါတယ်ရှင်အဲ့တော့အင်္ဂါသားသမီးတွေဒီချိန်မှာဟိတ်ဆိုရင်စိတ်ပင်ပန်းနေရတဲ့အချိန်နဲ့ဘာကြောင့်မလို့စိတ်ပင်ပန်းရတယ်လဲဆိုအလုတ်အကင်တွေတိတကြမရသေးလို့အလုတ်ကင်တိတကြမရှိလက်ရှိလုံနေတဲ့အလုတ်ကရောငါတို့ကရက်ဆိုင်ရမှာလားရှေ့ဆက်ရမှာလားဘယ်လိုမျိုးတွေလုပ်ရမလဲဆိုပြီးတော့တွေးပူနေတဲ့အချိန်ကိုကြာရောက်လို့အဲ့တော့အင်္ဂါသားသမီးတွေရဲ့စိတ်ကလည်းပါတယ်ဟဲ့ဆိုရင်လုပ်ငန်းကင်ငန်းအစင်မပြေတော့ဘူးကိုဖြစ်ချင်တဲ့အရာလေးတွေဖြစ်မလာတော့ဘူးဟဲ့ဆိုလို့ရှိရင်သူတို့တွေကစိတ်ကိုအယမ်းညစ်တတ်တယ်စိတ်တက်ကြသွားလားဆိုတော့မကြသွားဘူးရှင်ဘာကြောင့်လဲဆိုအင်္ဂါသားသမီးတွေကစိတ်ခွန်အားကြီးတဲ့အထဲမှာပါတယ်အဲ့တော့3လပိုင်းစာတုန်းကတော့အရန်လေးစိတ်ညစ်ရတဲ့အလောက်ကင်တွေနဲ့ငွေရေးကြေးရေးတွေကြောင့်နော်အဲ့လိုမျိုးတွေအင်္ဂါသားသမီးတွေကဘယ်လိုပြောမလဲဟဲ့ဆိုလို့ရှိရင်စိတ်မှန်ခွန်အားအရန်ကြီးတဲ့အထဲမှာပါတယ်ဘယ်အရာမဆိုတိတ်တိတ်ချာချာလောက်တတ်တယ်စီးနဲ့ဇနီးနဲ့လောက်တတ်တဲ့အထဲမှာပါတယ်အဲ့တော့ငါစူးစမ်းတိုင်းဘာကြောင့်မဖြစ်လာတာလဲငါစူးစမ်းတိုင်းဘာကြောင့်မရလာတာလဲဆိုပြီးဒီချိန်မှာတွေးတောနေတယ်တဲ့စိတ်ညစ်နေတယ်ပေါ့နော်ပြောမယ်ဆိုရင်အဲ့တော့ဆရာမလေး၄လပိုင်းထဲမှာအင်္ဂါသားသမီးတွေကိုဟောကိုင်းနဲ့ပတ်သက်ပြီးချလိုက်တဲ့အချိန်မှာအင်္ဂါသားသမီးတွေပေါင်းအသင်းနဲ့ပတ်သက်ပြီးကုညီဖေးမဖို့ရှိတယ်လုပ်ငန်းကံငန်းနဲ့ပတ်သက်ပြီးကောင်းမွန်သောလုပ်ငန်းကံငန်းကိုအပြောင်းအရွှေ့လေးတွေရှိနေတယ်ဥပမာလုပ်ငန်းကံငန်းပြောင်းရွှေ့ရင်ပြောင်းရွှေ့နေရာဒေသပြောင်းရွှေ့ရင်ပြောင်းရွှေ့အဲ့ဒီနှစ်ခုမှာအပြောင်းအရွှေ့ဆိုတဲ့အထဲမှာကြာရောက်တဲ့၄လပိုင်းထဲမှာပေါ့အဲ့တော့အဲ့ဒီအပြောင်းရွှေ့ဒီကောင်းလားဆရာမရေဆိုကောင်းသောပြောင်းရွှေ့ခြင်းဖြစ်ပါတယ်ရှင်လူကောင်းသူကောင်းနဲ့တွေ့မယ်ကောင်းသောနေရာကိုပြောင်းရွှေ့ရမယ်တပားသူကြောင့်နဲ့စိတ်ညစ်ရမယ်အလောက်တည်းမှာအတိုက်ခိုက်တွေများမယ်စီးပွားရေးလမ်းကြောင်းမှာဆိုရင်ပေါ့နော်အတိုက်ခိုက်တွေများမယ်ကိုယ်မနာလိုသူတွေပေါ်များမယ်ကိုကလည်းပဲသူများကိုနှောက်ကတာမချို့တာမျက်နာကတာမျက်နာကြောမာတာသူများကိုကူညီပေးချင်တတ်တဲ့စိတ်ကရှင်တို့မှာတိုင်းအောင်နေတာအဲ့တော့ဘယ်လိုပြောမလဲဆိုရင်အဲ့ဒီသူများအတွက်ဆိုပြီးရှင်တို့ပေးဆက်ခဲ့တဲ့အရာတွေကအရာအလုံးကဒီချိန်မှာစိတ်တက်ကြစရာတွေပဲဖြစ်နေတယ်ကိုယ်စိတ်မပြေတဲ့အချိန်ကိုယ်နာမှာအားပေးဖို့တော့မရှိဘူးသူတို့အစိတ်မပြေတော့ကိုကစိတ်နဲ့မန်နဲ့ခွန်နဲ့အားနဲ့ကူညီခဲ့တာပဲဒါပေမဲ့ဒီချိန်မှာဘာတခုမှအရာမတင်ကိုစ조사ခဲ့တာတွေလုပ်ငန်းကိန်းကစီးပွားရေးလူမှုရေးကအစအချစ်ရေးကစကိုစ조사ခဲ့တဲ့အရာတွေကသဲတဲရေသွန်ဆိုသလိုဖြစ်နေတဲ့အတွက်လက်မိုင်ချနေတယ်မလားအဲ့တော့မြန်လေးပြန်ထားလိုက်ပါမြန်လေးကိုမျက်နာကိုပြောင်းနိုင်အောင်စ조사လိုက်ပါဘာကြောင့်လဲဆိုရင်ဒီ၄လပိုင်းထဲမှာလုပ်ငန်းကံငန်းစီးပွားရေးအချစ်ရေးကစပြန်လဲအဆင့်ပြေလာဖို့ရှိတယ်ရှင်တို့လိုအပ်နေတဲ့အားပေးတဲ့စကားလေးတွေကြားချင်တဲ့နှွေးထွေးတဲ့ကျင့်နာမှုတွေလိုချင်နေတဲ့အချိန်ဒီချိန်မှာအရန်ကိုရဖို့ရှိပါတယ်လုပ်ငန်းကံငန်းနဲ့ပတ်သက်ပြီးဆရာမပြောသလိုပဲအဆင့်ပြေဖို့ရှိတယ်ချဲကန်ထီကန်စီးပွားလက်လာပါကန်နေနဲ့ပတ်သက်ပြီးကောင်းမွန်လာနေတယ်ရှင်အဲ့တော့တစုံတယောက်ရဲ့ကုညီဖေးမမှုတွေလည်းရရှိမယ်လို့ဆရာမတွေ့ပါတယ်ကိုယ်ပိုင်စီးပွားရေးနဲ့ပတ်သက်ပြီးလုပ်နေတဲ့လူတွေဟိတ်ဆိုရင်လည်းမင်းလောက်တာလောက်နောက်ကငါတို့ခံပေးမယ်ဟိတ်ဆိုပြီးတော့ကိုကိုတွန်းပိုးမဲ့လူတွေရှိနေတယ်ရှင်เนาะအဲ့ဒါကြောင့်မလို့ကိုယုံကြည်မှုအပြည့်အဝနဲ့အားစိတ်မှန်စိတ်လောက်သွားဖို့လိုအပ်နေတဲ့အချိန်ဖြစ်တဲ့အတွက်လောက်တာလောက်ယူသွားပါအဆင်ပြေသွားပါလိမ့်မယ်ဘာကြောင့်လဲဆိုအင်္ဂါသားသမီးတွေကအိမ်မှာအိမ်မှာအင်္ဂါသားသမီးရှိတယ်ဟဲ့ဆိုရင်အဲ့ဒီအင်္ဂါသားသမီးကအမြဲတမ်းဦးစီးဦးဆောင်နေရတဲ့အရာရာကို तू ကတောင်းဝန်ခံပြီးတော့ကုညီပေးနေရတဲ့အတွက်ကြောင့်မလို့သူတို့ကအမြဲတမ်းလူကြီးစိတ်နဲ့ရှင်တန်တတ်တယ်အရာအလုံးကိုသူတို့ကပဲရှေ့ကမရက်တည်မယ်ငါလဲသွားလို့မရဘူးငါစိတ်မပြေလို့မဖြစ်လို့မရဘူးဆိုပြီးအမြဲတမ်းသူတို့ကဖိုးအပေါ်မှာပဲသွားပြီးစဉ်းစားတယ်ဟဲ့ဆိုတော့နည်းနည်းလေးဖြစ်တာနဲ့သူ့ထက်မိသားစုသူ့ချစ်တဲ့လူတွေသူ့ရဲ့စီးပွားရေးတွေထိခိုက်သွားမလားဆိုပြီးတွေးဝေစိတ်ကအမြဲတမ်းများတတ်တယ်အဲ့တော့ဒီချိန်မှာကတော့အဲ့ဒီအရာတွေကိုဘေးဖယ်ထားပြီးကိုယ်စ조사ဖို့ပဲလိုအပ်နေပါပြီရှင်အဲ့တော့နိုင်ငံရဲ့အကြောင်းကိုသွားမဲ့အင်္ဂါသားသမီးတွေဟေးဆိုရင်လည်းဒီချိန်မှာအဆင်ပြေမယ်နိုင်ငံရဲ့အကြောင်းကိုထွက်ခွာနိုင်စွမ်းရှိမယ်ပညာရေးချင်းနဲ့စ조사နေတဲ့ဟေးဆိုရင်လည်းပညာရေးမှာနော်တစုံတယောက်ကြောက်
ရုံမှမှုကြောင့်နည်းနည်းလေးအဖုအထစ်လေးတော့ရှိမယ်ဒါပေမဲ့အဆင့်ပြေသွားပါလိမ့်မယ်ဒီအချိန်မှာအိမ်နဲ့ပတ်သက်ပြီးအိမ်ချမ်းမြေယာတွေနဲ့ပတ်သက်ပြီးစကားပြောရတတ်တယ်ရောင်းရတတ်တယ်ပေါ့မရောင်းရဘူးဆိုရင်ဝယ်ရမယ်အဲ့လိုမျိုးအိမ်ချမ်းမြေယာနဲ့ပတ်သက်ပြီးကန့်ကောင်းမယ်စက်ပစ္စည်းနဲ့ပတ်သက်ပြီးဒီလထဲမှာတော့ကျိုးမပေးဘူးရှင်အင်္ဂါနဲ့ဆက်ကတော့တိတ်ပြီးကျိုးမပေးတဲ့အချိန်ကိုကြာရုံပဲခဏပြက်မယ်ခဏအဲ့ဆက်ကြောက်နဲ့ရံများရမယ်စိတ်ပင်ပန်းရမယ်အမှုကင်းတွေကြုံရတတ်တယ်ဒီလိုမျိုးတွေတော့ရှိတယ်အဲ့တော့နည်းနည်းလေးစက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့တတိထားပါဒါပေမဲ့ကိုယ်ပိုင်စီးပွားရေးတွေနဲ့မြုံနှံနေတယ်ပေါ့ပြောမယ်ဟဲ့ဆိုအင်္ဂါသားသမီးဒီလက်ပိတ်တယ်ဒီနေ့မှလက်ပိတ်တယ်ငါတို့စုလို့ဆောင်းလို့မရဘူးငါတို့ဘာမှလုပ်လို့မရဘူးတကယ်မဟုတ်ဘူးရှင်တို့ကဘာကြောက်လဲဆိုရင်လိုအပ်တဲ့အရာလေးတွေကိုဖြည့်ဆွတ်နေတဲ့အတွက်ငွေမြုံနေတာပဲရှိတယ်ငွေမဝင်တာမဟုတ်ဘူးငွေမရတာမဟုတ်ဘူးရတယ်မစုမိတာမဆောင်မိတာဒီလိုမျိုးကိုကရင်းနှီးမြုံနှံနေတဲ့အတွက်ပစ္စည်းဥစ္စာတိုးပွားနေတယ်ဒါပေမဲ့ငွေရတော့မမြင်ဘူးငါစူးစမ်းခဲ့တာငါလုပ်နေတဲ့အရာတွေဘယ်ရောက်ကုန်ပြီလဲလို့တေချာပြန်စီစစ်လိုက်ရင်အဲ့ဒီဟာတွေကထွက်လာတာပဲအဲ့တော့စိတ်တက်ကိုမကြပါနဲ့ကိုလုံးမဲ့အရာလေးတွေကိုတေးသေးချာချာလေးလှုပ်သွားပေးပါစဉ်းစားများလို့ခေါင်းတွေကိုက်တက်တယ်စကြောတွေတက်တယ်အိမ်မပျော်တဲ့ညတွေများလာတတ်တယ်ဘာကြောင့်လဲဆိုရှင်တို့ကအတွေးသမားတအင်္ဂါသားသမီးတွေကိုစိတ်မပူနဲ့ဓာတ်တွေကိုဖြစ်လာရင်သွားပြောလို့မရဘူးရှင်သူတို့တွေကလူကြီးနေရာမှာနေတာပြောမယ်ဟေးဆိုကွအဖေနေရာမှာနေကြတဲ့အတွက်ကြောင့်မလို့အမြဲလို့အထက်ကသူများတွေထက်အများကြီးပူသွားတယ်အဲ့လိုမျိုးကြောက်ပါအဲ့တော့လေးလပိုင်းထဲမှာဆိုရင်ဘာတွေလှုပ်တင်တယ်လဲဆရာမရေးဆိုလို့ရှိရင်ကိုယ့်အတွက်ຢာတွေလေးအင်္ဂါသားသမီးအတွက်ຢာတွေလေးလုံးမယ်ဟေ့ဆိုရင်တော့နွားနို့3ခွက်ပေါင်မုတ်ကလေး3ချက်နဲ့ဖယားမှာလှူပေးရမှာဖြစ်ပါတယ်နော်မွှေးတိုင်က9ချောင်းဖယားနိုင်1ချောင်းအဲ့ဒါလေးနဲ့ဖယားမှာကတ်လူပူဇော်ပေးလိုက်ပါတကယ်လို့လုပ်ငန်းကိန်းကန်းလေးတွေအဆင်ပြေခြင်းနဲ့စီးပွားလာပါကန်တွေကောင်းခြင်းနဲ့ဆရာမရေးဆိုရင်တော့ဆရာမစီမှာဒီလိုမျိုးအဆောင်လေးတွေနဲ့ဆရာမတွေကလက်ဖွင့်ကန်ဖွင့်ပေးပါတယ်ချဲကန်ချီကန်ကောင်းစေတဲ့အဆောင်စီးပွားလာပါကန်ကောင်းစေတဲ့အဆောင်သူများအတိုက်ခိုက်ကောက်ွယ်စေတဲ့အဆောင်ငွေဝင်ပြီးငွေမြဲစေတဲ့အဆောင်လေးတွေကိုနေနံနဲ့တကွအသေးချာလေးစီရင်လုပ်ပေးပါတယ်ရှင်ဆရာမနဲ့မေးမြန်းဆက်သွယ်ခြင်းနဲ့ဟဲ့ဆိုရင် TikTok အကောင့်အောက်မှာ Facebook လေးချပေးထားပါတယ်အဲ့ထက်မှာလာရောက်မေးမြန်းနိုင်ပါတယ်မမှန်ရင်ဘသူစီယာမှာတပြားတစ်ချက်မှမယူပါဘူးရှင်နော်ဘယ်အရာမဆိုဆရာမအာမခံနဲ့ပဲလုပ်ပေးပါတယ်ရှင်အဲ့တော့ဆရာမလေးကဒီထဲမှာဟဲ့ဆိုရင်80ရာခိုင်နှုန်းပဲဟောပေးပါတယ်ကဲမှန်ရင်မှန်တယ်မှားရင်မှားတယ်ကောမန့်မှာရေးသွားပြီးလို့ရှင်ကံကောင်းခြင်းများစွာတွေငါးစီကိုရောက်ရှိလာပါစေလို့မှတ်သွားပေးပါရှင်နော်အားလုံးမိသားစုနဲ့အေးချမ်းစွာငြိမ်းချမ်းစွာနေ့တင်မှာကံကောင်းခြင်းများစွာနဲ့ရရှိပါစေလို့ဆရာမလေးစုမော်ကောင်တောင်းပေးလိုက်ပါတယ်ရှင်